တွေ့ဝါတဲ့ဆိုလာပိုင်ဆန့်ရှိကြတဲ့အမြအပိုးပါဒါမဲ့ကိုတကယ်လိုချင်တဲ့ဘောမျိုးကိုဖန်တီးဖို့စူးစမ်းတဲ့အခါဘာဒီကတားဆီးနေတာလဲကဲဒီနေ့မှာတော့ Randify ရဲ့ hope ပြချက်တဲ့ကအပြည့်ကိုရှာပြီးကျွေဝါတဲ့ဘောကိုဖန်တီးနိုင်မဲ့တကယ်လူဝချက်ကိုအတူတူလေ့လာကြည့်ကြရအောင်ကဲအရင်ဆုံးတွေ့ဝါချစ်ဆိုတဲ့စကားလုံးရဲ့အတွေ့အကြုံကိုနည်းနည်းလေးချစ်ကြည့်အောင်ဒါကပိတ်ဆန်ကြီးပဲကိုဆိုလိုတော့မဟုတ်ပါဘူး Ronda Ban ကတော့ဒါကိုကျမ်းမာရေးခိုင်မာတဲ့ဆက်ဆံရေးတွေနဲ့နေတိုင်းမှာစိတ်ချမ်းသာနေရတဲ့ခံစားချက်မျိုးဖြစ်ရှုမြင်ပါတယ်။တနည်းပြောရရင်အရာရာပြည့်စုံနေတဲ့ဘဝမျိုးပေါ့။ဒါကတော်တော်စိတ်ဝင်စားစရာကောင်းတဲ့မင်းဟွန်းတော့အတွေ့အကြုံနဲ့ဘဝကိုဖန်တီးနိုင်တယ်ဆိုတဲ့သဘောတရားကရုပ်ရှင်ပုံရပါမယ်။လူတော်တော်များများအတွက်လက်တွေ့မှာဘာကြောင့်ဒီလောက်ခက်ခဲနေရတယ်လဲ။အဖြေကတော့ကျွန်တော်ထင်ထားတဲ့ဘိုးနီးစက်တဲ့နေရာမှာရှိနေပါတယ်။လူတွေသူတို့လိုချင်တဲ့ဘဝမှာပိတ်မိနေတယ်လို့ခံစားရတဲ့အဓိကအတားအဆီးတစ်ခုရှိနေပါတယ်။အဲ့ဒါကဘာလဲဆိုတာကိုအခုပဲအတူတူကြည့်လိုက်ကြရအောင်။ဆိုတော့ပြဿနာရဲ့အဓိကတရားခံကဘယ်လိုလဲဆိုတော့ကိုယ်တိုင်တုံးတတိမထားမိပဲထိန်းချုပ်မိတာဖြစ်နေပဲကိုယ့်ရဲ့စိတ်ပါပဲစိတ်ထဲမှာတကယ်တမ်းဘာတွေဖြစ်နေလဲဆိုတာကိုမသိတဲ့အခါကိုလိုချင်တဲ့အရာတွေကိုဖန်တီးဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲ။ဘာမင်းဟာဒီထိန်းချုပ်မရတဲ့စိတ်ကိုတော်တော်အားကောင်းတဲ့ဥပမာတစ်ခုနဲ့ရှင်းပြထားတယ်။ကိုယ်စိတ်ကိုပထမဆုံးမကျင်စပြီးလေးလံကြည့်တဲ့အခါမှာအတွေးတွေဟာဘလောက်တောင်ထိမနိုင်ထိမရဖြစ်နေလဲဆိုတာကိုအံ့တော်ကြီးတွေးရှိရပါလိမ့်မယ်။အဲ့မှာအတွင်းပိုင်းမှာတိုက်ပွဲတစ်ခုလိုဖြစ်နေတာပေါ့။တစ်ဖက်မှာတော့ကိုတီးစိမ့်တဲ့လူချင်းတွေရတယ်အများကြီးရှိနေတယ်။နောက်တစ်ဖက်မှာကျတော့အဲ့ဒီစန္ဒတွေကိုတိတ်တဆိတ်ဖျက်ဆီးနေရဲ့ကိုယ်တိုင်တောင်တတိမထားမိတဲ့အစိုးမြင်အတွေ့တွေရှိနေတာပေါ့။အဲ့တော့စိတ်ကိုဒီတမ်းပဲလို့ထားလိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့ကိုဂျိုးနာပန်းစားလုပ်ထားတဲ့ဂျေစုတင်တာတွေညီမန်းချက်ချတာတွေပုံဖော်ကြည့်တာတွေအားလုံးရဲ့စွမ်းတွေကပြပြသွားရော။ဘာလို့လဲဆိုတော့တဏီလုံးမှာပေါ်လာတဲ့စန့်ကျင်ဘက်အတွေ့တွေကအဲ့ဒီကောင်းတဲ့စွမ်းရည်တွေကိုပြန်ပြီးချီဖြည့်ပြီးလို့ပါမယ်။ကောင်းပြီဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲ။အဖြေကအန်တော့စရာကောင်းလောက်အောင်ယူရှင်းပါတယ်။ပြီးတော့ဘယ်သူမှမဆိုချက်ချင်းလက်တွေ့လှုပ်ဆောင်နိုင်တဲ့နီးလန်းတစ်ခုလည်းဖြစ်ပါတယ်။ဒီနီးလန်းကိုဘယ်သူမှမဆိုလိုက်လုံနိုင်အောင်ယူရှင်းတဲ့အဆင့်လေးတွေနဲ့ဖော်ပြထားပါတယ်။လုံးရမှာတကယ်ကိုယူရှင်းပါတယ်။နေ့တိုင်းမှာ10မိနစ်နဲ့5မိနစ်လောက်ပဲအချင်းပေးပြီးအတွေးလေးကိုဝင်ပြီးယုံကြည်မဲ့အစားဘေးကနေစောင့်ကြည့်ရုံပါပဲဒီနေရာမှာအမြင်ကိုလုံးဝပြောင်းပြန်လာလိုက်တာမှာအတွေးတွေရဲ့သားကောင်ဖြစ်မဲ့အစားအဲ့ဒီအတွေးတွေကိုဘေးကနေထိုင်ကြည့်နေတဲ့သူဖြစ်လာတာမျိုးပေါ့တကယ်စွမ်းအားကအဲ့ဒီမှာပဲရှိနေတာပါဒါကတကယ်ကိုအရေးကြီးတဲ့အချက်တစ်ခုနော်စွမ်းအားဆိုတာအတွေးတွေကိုအတင်းရက်တန့်ပစ်တာမှမရှိပါဘူးအဲ့ဒီအတွေးတွေကိုကိုယ့်ရဲ့ယုံကြည်မှုနဲ့အားမဖြည့်ပဲလွတ်ချနိုင်တဲ့ရွေးချယ်မှုမှာပဲရှိတာပါကဲသဘောတရားတွေပြောပြီးဆိုလက်တွေ့ဘဝမှာတော့ဒါကဘလို့အလုပ်လုပ်လဲကြည့်ကြရအောင်ဘိုင်းရဲ့မေးဖြေကဏ္ဍကနေဥပမာတချို့ကိုသုံးပြီးဒီ10မိနစ်လေ့ကျင့်ခန်းလေးကတခြားနည်းလမ်းတွေကိုဘလို့အစွမ်းထပ်စေတယ်လဲဆိုတာကိုလေ့လာကြည့်ကြမယ်ပထမဆုံးဥပမာအနေနဲ့လူတော်တော်များများလိုချင်ကြတဲ့အိမ်မက်ထက်ကအလုပ်တစ်ခုကိုဘလို့ဖန်တီးမလဲဆိုတာကြည့်ရအောင်ဘိုင်းရဲ့အကြံဉာဏ်ကရှင်းရှင်းလေးပဲရောက်ပြီးဒါလို့ခံစားဖို့ပဲအဲ့ဒီမှာအလုံးလုံးနေရရင်ဘလို့ခံစားရမလဲအဲ့ဒီခံစားချက်အတိုင်းနေထိုင်ဖို့ပါဒါပေမဲ့ဒီလိုခံစားနိုင်ဖို့ကဟုတ်တယ်အရင်ဆုံးကိုယ်စိတ်ထဲကတခြားအစိုးမြတ်အတွေးတွေကိုထိထုံနိုင်မှဖြစ်မှာပေါ့နောက်ဥပမာတစ်ခုကတော့လူအများစုနဲ့တရေသက်ဆိုင်မဲ့ကိစ္စတစ်ခုဗန္ဒာရေးနဲ့အကျွေးကိစ္စပါဒီမှာတတိထားရမှာကအကျွေးဆိုတဲ့စကားလုံးကိုလုံးဝအာယုံမဆိုင်တာပဲအာယုံဆိုင်ရမှာကပိုင်ဆိုင်မှုဒီအိမ်ကိုအပြည့်အဝပိုင်ဆိုင်တယ်လို့စိတ်ထဲမှာတကယ်ဖြစ်နေတယ်လို့ခံစားပြီးအဲ့ဒီတိုင်းနေထိုင်ဖို့ပါပဲနောက်ဆုံးအနေနဲ့ကျွဲဝတဲ့ဘဝဒါမရှိမဖြစ်အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ကျမ်းမာရေးကိုဖန်တီးဖော်ဖော်ခြင်းအကြောင်းကြည့်လိုက်အောင်ကျမ်းမာရေးစင်ခေါ်မှုတွေကိုကြော်လွှားနိုင်ဖို့အထက်ကတော့ကိုလိုချင်တဲ့ရက်လက်ပေါ်မှာပဲစိတ်ကိုအာယုံစိုက်ထားဖို့ကြံပေးထားပါတယ်ကမှပြီးပြည့်စုံတဲ့ကျမ်းမာရေးရှိတဲ့ဆိုတဲ့စကားကို mandam တစ်ခုလို့တနေ့ကအကျဉ်းရထောင်ချီပြီးရွတ်ဆိုခန်းစားဖို့ပါပဲကဲဒီလောက်ဆိုရင်ဒီချက်တွေအားလုံးကနေကျွန်တော်တို့အဓိကယူသွားရမယ့် thought ချက်ကဘာဖြစ်မလဲအရာအားလုံးကိုပြောင်းလဲစေနိုင်တဲ့အဓိက thought ချက်ကိုပြန်ကြည့်ကြရအောင်အဓိကအချက်ကတော့ရှင်းရှင်းလေးပါပဲကိုယ်စိတ်ကိုတတိထားမိပြီးထိန်းချုပ်နိုင်ပြီဆိုတာနဲ့တနေ့လုံးကိုလိုချင်တာတွေကိုစန့်ချင်နေတဲ့အတွေ့တွေလည်းအလိုလိုရက်တန့်သွားမှာပါအဲ့ဒီခါမှာကိုယ့်ရဲ့စံသားတွေကအတားအဆီးမရှိဖြစ်လာပါပြီဒီစကားကဘာကိုပြောနေတာလဲဆိုတော့စိတ်ကိုထိန်းချုပ်နိုင်ပြီဆိုရင်ကိုယ်စံသားတွေကိုစန့်ကျင်မဲ့အတွေ့တွေမရှိတော့ဘူးအဲ့ဒီခါကျမှကိုတွေးလိုက်တဲ့ကောင်းတဲ့အတွေ့လေးတွေကတော့အစွမ်းထပ်ပြီးဆွဲဆောင်မှုနေရာမှာကအလွယ်တကူအလုံးလုံးလာတာပေါ့နောက်ဆုံးတော့အဓိကကြတဲ့အချက်ကဒါပါပဲအရေးကြီးတာကအတွေ့တွေပေါ်လာတာမဟုတ်ဘူးအဲ့ဒီအတွေ့တွေကိုယုံလိုက်သလားမယုံဘူးလားဆိုတာပါပဲစောင့်ကြည့်သူအဖြစ်ယက်တီမလားယုံကြည်သူအဖြစ်စက်နေမလားဆိုတာကကိုယ့်ရဲ့ရွေးချယ်မှုပါဆိုတော့ဒီနေ့မှာတော့ဘယ်အတွေ့တွေကိုယုံကြည်မဲ့အစား
အတွေးတစ်ခုပဲပါလားဆိုပြီးစောင့်ကြည့်တော့မလဲ